မွေဟာရုတ်တရက်ကြောင်မကိုကိုက်စားလိုက်တယ်ကြောင်မကလည်းကြွက်အဖြစ်ပြောင်းလဲသွားပါတယ်ထို့နောက်မွေကျွန်းထဲကိုဝင်သွားပါတယ်အိုက်ချန်မှာကြွက်ဟာမွေဥတွေအများကြီးကိုတွေ့သွားပါတယ်တစ်ဖက်မှာတော့မွေဟာအိုင်းအလော်ရှိတာကြောင့်ကျက်တူရဲ့ဥတွေကိုလည်းစားလိုက်ပါတယ်ပြီးတော့ငှက်ကသူ့လူတွေကိုတွားပြောပါတယ်ထို့နောက်ငှက်တူရဲ့ဘီရင်ဟာချင်းတစ်ကိုအကုန်ပြောပြလိုက်တယ်ချင်းတစ်ကလည်းမကူညီပဲသူ့ကိုပဲကိုက်စားလိုက်ပါတယ်ဒီဖက်မှာတော့ကြွက်ဟာလူအဖြစ်ပြောင်းလဲသွားပါတယ်ပြီးတော့ဂေါ်ပြားနဲ့မြေကြီးတူးပါတယ်မြေကြီးတွေကနေဥတွေအများကြီးထွက်လာပါတယ်ထို့နောက်ဥတွေကိုအိတ်ထဲထည့်ပြီးဈေးမှာတော့ရောက်ပါတယ်ရလာတဲ့ပတ်စံကိုကျက်တူရဲကိုပေးလိုက်ပါတယ်ကျက်တူရဲကအဲ့ပတ်စံနေခိုတော့ရော့ပေါင်းယူသွားပြီးလူစိုးတွေရှိကနေတက်နှက်ဝဲလိုက်ပါတယ်လူသားဟာကြောင်ဖွတ်ပြောင်းလဲသွားပါတယ်ကျက်တူရဲကလည်းချင်းတစ်ကိုတက်နှက်နဲ့ပြစ်တက်လိုက်ပါတယ်ထို့နောက်တက်နှက်ကိုကြောင်မကိုပေးလိုက်ပါတယ်ကြောင်မကလည်းတက်နှက်ယူသွားပြီးမွေကိုပြစ်တက်လိုက်ပါတယ်မွေကလည်းတေသွားပါတယ်ကျက်တူရဲကလည်းအလွန်ငိုပါတယ် like and follow မလုပ်ကြလို့လေ